အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့အရသာရှိတဲ့ရန်ကုန်ထမင်းပေါင်းလေးကိုအိမ်မှာအလွယ်တကူလှုပ်ရှားပြတာနဲ့ပြုလုပ်နည်းလေးကိုမျှဝေပေးလိုက်ပါတယ်ရှင်ချက်သွန်ပြူလေးမွှာလောက်ကိုဓာပြရိုက်ပြီးတော့ပပနုံနုပ်လေးဆင်းထားပေးလိုက်ပါတယ်အသားကိုတော့ကြက်ရင်မုံသားကိုပဲတုံးထားပါတယ်ရှင်ကြက်သားတွေကိုအနူးမြတ်အောင်လို့အတုံးသေးသေးလေးတွေလှီထားပေးလိုက်ပါတယ်ဒီနေရာမှာကြက်သားအစားမိမိကြက်နှစ်သက်ရအသားကိုသုံးမယ်ဆိုလည်းရပါတယ်ရှင်အတုံးသေးသေးလှီထားတဲ့ကြက်သားတွေကိုအရသာနဲ့ပို့အတွက်စားအနှဲငယ်ထည့်ပါတယ်အတီးရွက်ဟင်းခမ်းမုံကိုလည်းအနှဲငယ်ထည့်ပါမယ်တကြားကိုတော့ထမင်းစားစုံနဲ့တဝက်စာလောက်ထည့်ပြီးငရုတ်ကောင်းမှုအနှဲငယ်ဖြူပြီးတော့အရသာနှံ့သွားအောင်လို့နေထားပေးလိုက်ပါမယ်ရှင်အရသာနှံ့အောင်နေပြီးသွားပြီဆိုရင်တော့နိုင်ဝက်လောက်နှက်ထားပေးလိုက်ပါမယ်ကြက်သားကိုအရသာနှက်ထားတော့မှထမင်းမောင်းနဲ့ထည့်ဖို့အတွက်အတီးရွက်ထည်တွေကိုလည်းပြင်ဆင်ထားပါတယ်ရှင်ကျမကတော့မုံလာအုပ်နီရဲ့ပန်းကော်ပီရဲ့ပြောင်းဘူးအသေးလေးတွေရဲ့ပြီးတော့ကျနရွက်မို့နဲ့မုံညင်းတို့အဖြူထည့်ပါတယ်ပြီးတော့ခရမ်းချင်သည်ပန်းငရုတ်ပါရှေ့ပဲသည်ပဲပြားနဲ့ကြက်ဥတစ်လုံးထည့်ပါမယ်ရှင်ငုံကတော့အိမ်မှာအစင်းသင်းမရှိရနဲ့မထည့်ထားတော့ပါဘူးပြီးသွားရင်တော့ပြောင်းကုန်မုံထမင်းစားစုံတစ်စုံနဲ့တစ်ဝက်စာကိုရေထမင်းစားစုံ5စုံစာထည့်ပြီးတော့လေပြောင်းကုန်မုံလေးတွေပျော်သွားတဲ့အထိအောင်လို့ဖြော်ထားပေးလိုက်ပါတယ်အသီးရွက်ကြော်ထဲမှာထည့်ဖို့အတွက် sauce အရည်လေးကျူပြီးတော့ဖြော်ထားပေးပါမယ်ပကံတစ်ခုထဲမှာပဲငယ်ပြားရဲ့အကြည့်ကိုထမင်းစားစုံနဲ့2စုံစာထည့်ပါမယ်ခရူးစီကိုတော့ထမင်းစားစုံနဲ့1စုံစာထည့်ပါမယ်ရှင်စားကိုတော့လက်ဖက်စားစုံနဲ့တဝက်စာလောက်ထည့်ပါတယ်အတီးရွက်ဟင်ခမ်းမုံကိုတော့လက်ဖက်စားစုံ1စုံစာလောက်နဲ့တကြားကိုတော့ထမင်းစားစုံတဝက်စာလောက်ထည့်ပြီးတော့ရေနှင်းငယ်ထည့်ပြီးအားလုံးသမသွားအောင်လို့ဖြော်ထားပေးလိုက်ပါမယ်ရှင်sauce အရည်လေးလည်းဖြော်ပြီးသွားပြီဆိုရင်တော့စပြီးတော့ကြော်ဖို့အတွက်ဦးလေးကိုစီကိုထမင်းစားစုံနဲ့2စုံစာလောက်ထည့်ပါမယ်စီပူလာပြီဆိုရင်ခုနကကြက်သွန်ပြူနုံနုပ်ဆင်းထားတာလေးတွေကိုထည့်ပြီးတော့စီတက်ပေးပါမယ်ရှင်ကြက်သွန်ပြူနံလေးမှုေးလာပြီဆိုရင်တော့ပဲပြားတုံးထားတာလေးကိုထည့်ပြီးတော့ဒီပဲပြားလေးတွေအပေါ်ရန်ကြော်လေးတွေတင်းလာတဲ့ထိအောင်လို့ခဏလောက်ကြော်သွားပြီးလိုက်ပါမယ်ပြီးတော့တာနဲ့ကြက်ဥတစ်လုံးဖောက်ပြီးတော့ထည့်လိုက်ပါမယ်ရှင်ဒီကျဲဥရဲ့ပဲပြားရဲ့ကြက်သွန်ပြူလေးတွေအားလုံးသမသွားအောင်မှွေပြီးသွားပြီဆိုရင်တော့ဘေးတစ်ဖက်ကိုကတ်ထားလိုက်ပြီးတော့အရသာနဲ့ထားတဲ့ကြက်သားတွေကိုလိုသလောက်ထည့်ပါမယ်ကျမကတော့ဒီမှာလူ2ယောက်စာလောက်ပဲကြော်မှဖြစ်တဲ့အတွက်ကြောင့်မလို့အရသာနေတဲ့ကြက်သားတွေကိုအကုန်လုံးမထည့်ထားပါဘူးကြက်သားတွေကိုအပေါ်ရန်သားလေးတွေမာသွားတဲ့အထိအောင်လို့စီပူလေးနဲ့10မိနစ်လောက်လှိမ့်ပေးပါမယ်ကြက်သားလေးတွေအနှဲငယ်မာသွားတဲ့အထိကြော်ပေးပြီးပြီဆိုရင်တော့ပဲပြားရဲ့ကြက်သားရဲ့ကြက်ဥရဲ့ဒီ3မျိုးစလုံးကိုရောပြီးတော့ခဏလောက်မှုပြီးတော့ကြော်ထားပေးလိုက်ပါတယ်ခဏလောက်မှုကြော်ပြီးပြီဆိုတော့မှရေလေးအနှဲငယ်ထည့်ပြီးတော့ဒီကြက်သားလေးတွေကြက်လောက်တဲ့အနေထားလေးရအောင်လို့အဖုံးလေးအုပ်ပြီးတော့2မိနစ်လောက်တည်ထားပေးလိုက်ပါမယ်ရှင်2မိနစ်လောက်တည်ပြီးရင်တော့အဖုံးလေးဖွင့်ပြီးတော့အထက်အောက်လေးသမသွားအောင်လို့တစ်ချက်နှစ်ချက်မှုပေးလိုက်ပါမယ်အခုကြက်သားတွေလည်းကြက်လောက်ပြီဆိုတော့အစင်သင်းပြင်ထားတဲ့အသီးရွက်လေးတွေကိုထည့်ပြီးတော့ကြော်ပါမယ်ရှင်အရင်ဆုံးနူးဖို့အတွက်အနှဲငယ်ကြမယ်မုံလာအုပ်နီရဲ့ပန်းကော်ပီနဲ့ပြောင်းဖို့အသီးလေးတွေကိုအရင်ဆုံးထည့်ပြီးတော့ကြော်ပေးပါရရှင်ဒီသီးရွက်လေးတွေအနေနဲ့နွမ်းအောင်လို့ကြော်ပေးပြီးဆိုတော့မှကျနွေရဲ့မှုထည့်ပါတယ်ပြီးရင်တော့ကျန်တဲ့အသီးရွက်လေးတွေဖြစ်တဲ့ခရမ်းချင်သည်ရွှေပဲသည်နဲ့ပန်းငရုတ်ပွားတို့ကိုထည့်ပါမယ်မုံညင်းကတော့အနည်းငယ်တဲ့အတွက်ကြောင့်မလို့နောက်ဆုံးကြမှာပဲထည့်ပါတယ်ရှင်အသီးရွက်တွေထည့်ပြီးတော့အားလုံးသမအောင်လို့ခဏလောက်မှွေပြီးပြီဆိုတာနဲ့ sauce ဖြော်ထားတာလေးတွေကိုထည့်လိုက်ပါမယ်ရှင် sauce ဖြော်ထားတာထည့်ပြီးသွားပြီဆိုရင်တော့
အရေအနေနဲ့ပမာဏကိုကြည့်ပြီးတော့မိမိစိတ်ကြိုက်ချိန်ဆပြီးရေဒါမှမဟုတ်ကြက်ပြုတ်ရည်ထည့်နိုင်ပါတယ်ရှင်ပြီးတော့အသီးရွက်တွေကိုတအားကြီးနွမ်းသွားတာကျမကတော့မကြိုက်တာမို့လို့အသီးရွက်တွေအားလုံးထည့်ပြီးလို့10မိနစ်လောက်မှုကြောပြီးပြီဆိုတာနဲ့ကော်ရည်ဖြောထားတာလေးတွေကိုထည့်ပါတယ်ကော်ရည်ကိုတော့ထမင်းစားစုံနဲ့3ဆွန်းစာလောက်ပဲထည့်ထားပါတယ်ရှင်ကျမအခုကြော်တဲ့ပမာဏဆိုရင်တော့ဒီကော်ရည်3ဆွန်းစာလောက်ကအနီတော်လေးပဲဖြစ်ပါတယ်သမင်းမောင်းမှာကပါဝင်တဲ့အသီးနှံလေးတွေများပြီးတော့ပြင်ဆင်ရတဲ့အချိန်တော့နည်းနည်းကြာပါတယ်။ဒါပေမဲ့ကြော်တဲ့အချိန်မှာတော့ခဏလေးနဲ့အကျက်မြန်ပြီးတော့စားရတာလေးအရသာလေးကတော်တော်လေးကိုကောင်းပါတယ်ရှင်။ကော်ရည်ထည့်ပြီးသွားရင်တော့အားလုံးသမားသွားအောင်လို့ခဏလောက်ငွေပြီးပြီးဆိုရင်တော့ရပါပြီ။ဒီနေ့ထားလေးမှာပဲမီးလေးပိတ်ပြီးတော့မီးဘူးပေါ်ကနေပြီးတော့ချလို့ရပါပြီရှင်။ပြီးရင်တော့စားဖို့အတွက်အစင်သင့်ပွဲပြင်ထားတဲ့ထမင်းပကံလေးထဲမှာခုနကကြော်ထားတဲ့အသီးရွက်ကြော်လေးကိုထည့်ပေးပြီးဆိုရင်တော့အရသာရှိရှိသုံးဆောင်နိုင်ပါပြီရှင်။ဒါဆိုရင်တော့အနက်လေးမှုပြီးတော့အရသာဆုံးဆုံးလေးလုံးနဲ့စားလို့အရင်ကောင်းတဲ့ထမင်းပေါင်းလေးကတော့စားဖို့အဆင်သင့်ဖြစ်ပါပြီရှင်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဒါဆိုနောက်ထပ်ဗီဒီယိုသစ်လေးတွေမှာပြန်ပြီးတွေ့ကြမယ်နော်။